အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့လှုပ်ဆောင်မယ့်အရာလေးတွေလိုအပ်တဲ့အစာဗလာလေးတွေကိုပြင်ဆင်ပါမယ်တင်မြဒီလေးမှာကနေတဲ့လက်စိတ်လေးကိုခါလိုက်ပါမယ်ဒီနနပဲလေးကတော့အမမကမဝလာတာဖြစ်တဲ့အတွက်အရင်မွေးပါတယ်စီလေးထားပြီးတော့ကနဖယ်ထားပါမယ်ဒီနေ့အတွက်အကြီးကမျက်နှာဖြစ်တဲ့မြစ်ကိုအသုံးပြုပါမယ်မြေပမာဏ3ထော်လောက်ဖောက်တက်လိုက်ပါမယ်ပြီးရင်လိုအပ်တဲ့ပစုံလေးပါဖောက်တက်လိုက်ပါမယ်ဒီပစုံလေးရွေးရတဲ့အဓိကအကြောင်းရင်းကဒီပစုံလေးဟာအစိမ်းမှာကလေးကအနက်မွေးတဲ့ပစုံမျိုးစားဖြစ်ပါတယ်အဆမ်ဘလာရဲ့အားလုံးစုံတော့စေချောတက်စင်ပါမယ်ကျက်သူဖြူနဲ့ငှက်တီလေးလည်းမပါမဖြစ်ဖို့လိုအပ်တာလေးတွေကိုတစုတစည်းလေးထားလိုက်ပါမယ်ပပစနေတဲ့ရင်တွေထဲမှာပစုံလေးတွေကိုထည့်လိုက်ပါမယ်ကျက်သွားတဲ့ပစုံလေးတွေကိုရေအေးလေးနဲ့စီချပြီးတော့အေးခဏလိုက်ပါမယ်ပြုတ်ပြီးသားမြစ်ဖြစ်ပေမဲ့လည်းပပစနေတဲ့ရင်တွေထဲကိုထပ်မံပြီးပြုတ်ပြလိုက်ပါမယ်မြစ်ကိုဆယ်ထားလိုက်ပါမယ်ထောင်းထားပြီးသားငှောချက်သူတွေကိုစီလေးနဲ့နဲ့အပူပေးကလောထားပါမယ်ပစုံကပိလေးပါတက်လောက်လိုက်မယ်သမောက်ဝင်ပြီးကျက်တဲ့အထိလောက်ပါမယ်စားတော့ပါတော့မယ်နော်မြစ်လေးကိုထက်နနိုင်ပဲလေးပါထက်လောထားပြီးသားအစံပလာလေးတွေပါထက်ပြီးသမြသီးလေးညစ်ထက်စားအကျမအရသာလေးတို့ထက်တန့်စီပြီးသားပစုံလေးတွေကိုထက်ငှောတီမို့လေးလိုထက်ပြီးတမအောင်နေလိုက်ပါမယ်တော့ပြီးတော့ပကံလေးတွေထည့်လိုက်ပါမယ်ဆက်လိုက်ရလေးထက်ငှောတီလေးပါထည့်ပြီးတမယတီလေးလည်းထည့်ဖို့မမေ့နဲ့နော်အနက်မမွေးလေးနဲ့အရသာရှိတဲ့မြင့်ကရတော့လေးရပါပြီရှင်လောရတာလွယ်ကူတာမို့လောက်စားချင်းနော်ရှာလဲတော့ဖို့အောင်မခင်နဲ့ bye see you next time